ဝင်းယူရဲ့ Beyond the Kitchen ကနေပြီးတော့ကြိုဆိုပါရစေဒီနေ့ဈေးသွားဝယ်တော့အရန်လက်ဆက်တဲ့ Brussels sprout လေးတွေးလို့ဝယ်ခဲ့တယ် Brussels sprout ကငယ်တုန်းကရင်စားခဲ့ဘူးတဲ့အသီးရွက်ထဲမှာတော့မပါဘူးဒါတော်တော်ကြီးမှစားဘူးတာဒါပေမဲ့အရန်ကြိုက်တော့အမြဲတမ်းကြော်စားဖြစ်တယ်ဒီညလည်း Brussels sprout နဲ့ဆယ်မွန်ငါးလေးနဲ့ကြော်စားပါမယ်သူကအောက်ခြေဘက်ကိုနည်းနည်းလှီထုံနှစ်ချမ်းခွဲရေဆေးထားပြီးလို့ရှိရင်အဆင်သင့်ဖြစ်ပါပြီအခုဆယ်မွန်ကြော်ဖို့ပြင်ပါမယ်အရင်ဆုံးဆယ်မွန်ကိုဒီပေပါတာဝါလေးနဲ့ရေးစင်အောင်တုပ်လိုက်ပါတယ်ပြီးလို့ရှိရင်စားဖြူပါတယ်စားကိုဟိုဘက်ဒီဘက်အနေတော်လောက်ကလေးဖြူပါတယ်ပြီးလို့ရှိရင်ချက်သွန်းဖြူမုံလေးလည်းထည့်ပါတယ်ဒါလေးကတော့နည်းနည်းလေးပုံမွေးအောင်လို့ဖြူတာပါငရုတ်ကောင်းလေးထည့်ပါတယ်ပဲငှက်ပြာကြီးလေးလည်းနည်းနည်းစမ်းပါတယ်ချူချူငငရတာလေးပါခြင်းလို့ပါကဲအားလုံးပြီးသွားပြီဆိုလို့ရှိရင်ဟိုဘက်ဒီဘက်လှန်နည်းနည်းပါးပုတ်ပြီးတော့မိနစ်20လောက်နှက်ထားလိုက်ပါတယ်ဒါကမိနစ်20လောက်နှက်ပြီးသွားပြီဆိုတော့ကြော်ပါတော့မယ်စီချက်ပြီဆိုလို့ရှိရင်ငါးကိုထည့်ပါတယ်မီးကတော့မီဒီယမ်လောက်နဲ့ပဲထားကြော်ပါတယ်ဒီနေ့စီထည့်တာတော့နည်းနည်းများသွားပါတယ်ငါးကြော်ကတစ်ဖက်ကို10မိနစ်ခွဲထားပါတယ်ရပြီဆိုလို့ရှိရင်နောက်တစ်ဖက်ကိုလှန်10မိနစ်ခွဲထပ်ထားပါတယ်အားလုံးပေါင်း3မိနစ်လောက်ကြော်ပြီးွားပြီဆိုလို့ရှိရင်သူ့ကိုအိုးပင်းနှလေးမှာကတ်ထားလိုက်ပါတယ်ပြီးရင်စောစောကအစင်သင်းလုပ်ထားတဲ့ Brussels sprout လေးတွေကိုထည့်လိုက်ပါတယ်ချက်သွန်းပြူတပြားရိုက်ထားထည့်တယ်စားထည့်တယ်10မိနစ်လောက်ထားပြီးအရွက်ထဲစီဝင်သွားပြီဆိုလို့ရှိရင်ဆယ်မွန်ကိုထုတ်လိုက်ပါမယ်ဆယ်မွန်ကလည်းချက်တာ4မိနစ်ထက်ကျော်သွားပြီဆိုလို့ရှိရင်လေအသားကြီးက6ပြီးတော့စားလို့မကောင်းဖြစ်တတ်တယ်ကြံတဲ့ Brussels sprout ကိုရေလေးနည်းနည်းထည့်ပြီးတော့2မိနစ်လောက်ထပ်ထားပါမယ်ဒါပြီးလို့ရှိရင်တော့ပကံထဲထည့်ပြီးတော့စားလို့ရပါပြီဒါကတော့ဝင်းယူတို့ရဲ့ညစာပါဆယ်မွန်နဲ့ Brussels sprout လေးကြော်ထားတာပါချက်ရလည်းအရန်လွယ်တယ်စားလို့လည်းအရန်ကောင်းပါတယ်အားလုံးပဲစားကြပါအောင်ရှင်